တကယ်ရလာလားဆိုတော့မယုံလို့မစားလိုက်ရင်မရလိုက်တာပဲရှိမယ်အယောက်ပေါင်းထောင်ကျော်တောင်ရှိပြီပေါ့နော်ဘေဘီလေးရတဲ့သူတွေကဒါကြောင့်မို့ယုံကြည်စိတ်ချစွာနဲ့စားပေးလို့ရတယ်ဒါပေမဲ့မရနိုင်တဲ့သူတွေလည်းတည်တံ့ရှိပါသေးတယ်ဘယ်လိုလူတွေလဲဆိုတော့အိမ်ထုတ်ပြီးသားသူတွေသွေးဆုံးကိုင်သွေးဆုံးပြီးသားသူတွေပြီးတော့အမျိုးသားကနေပြီးတော့ခလေးယူဖို့အတွက်ခွင့်ပြုချက်မရတဲ့သူတွေဆိုလို့ရှိရင်เนาะမကျူတို့ခလေးရဖို့အတွက်ကိုကြီးမပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့ကိုကခလေးလေးတကယ်လိုချင်တယ်စူးစမ်းနေရတဲ့အခါမှာခက်ခဲဖြစ်တယ်တအိမ်ကအားနေနေလို့လားဒါမှမဟုတ်ရင်ယာဒီပဲမမှန်တာလားတားဦးကလည်းပုံမှန်မကြွေဘူးလားဒီလိုလူတွေဆိုလို့ရှိရင်အမျိုးသားဘက်ကပဲအားနေနေအမျိုးသမီးဘက်ကပဲအားနေနေဘလို့ကြောင့်ပဲအားနေနေပေါ့နော်မကျူတို့ကိုတေးချလေးတိုင်ပင်ဆွေးနွေးပြီးတော့ခလေးရဖို့အတွက်စူးစမ်းနိုင်ပါတယ်တောင်းကနန်းလေးနဲ့ငွေလေးတောင်းကနန်းလေးနဲ့ခလေးရတဲ့ယိုဆိုလို့မကျူတို့ရဲ့ယိုလေးပဲရှိတာမလို့ယုံကြည်စိတ်ချစွာနဲ့စားလို့ရပါတယ်ဘေးထွက်ဆိုကြမရှိကြောင်း100%အာမခံပါတယ်ရှင်